အားလုံးပဲမင်္ဂလာပါကိုဖြိုးမန္တလေးအိမ်ချမ်းမြေရပါခင်ဗျာကျွန်တော်ခုတစ်ခါမိတ်ဆက်ပေးမှာကတော့ရန်ကင်းတောင်ကြီးမှာရှိတဲ့လူနေကရန်230ကရန်ရှိတဲ့လေဒါကရန်တွေကိုရောင်းချပေးမှာပဲဖြစ်ပါတယ်ရောင်းချပေးမဲ့အကွက်လေးတွေကတော့အခုမြင်နေရတဲ့အကွက်လေးပဲဖြစ်ပါတယ်ခင်ဗျာလိပ်စာလေးကတော့ကျွန်တော်တို့နန်းရှိ16လမ်းနေတက်တဲ့ကြီးတက်လာမယ်ဆိုရင်ရန်ကင်းတောင်ကြီးကိုရောက်မယ်ရန်ကင်းတောင်ကြီးကနေပြီးတော့မှအခုမြင်နေရတဲ့လမ်းလေးကတော့မန္တလေးနည်းပညာတက္ကသိုလ် MIT တွားတဲ့လမ်းဘေးရဲ့ဘယ်ဘက်ချမ်းမှာတည်ရှိပါတယ်ခင်ဗျာရောင်းချပေးမဲ့ကွက်လေးတွေကတော့ဒီကွက်လေးတွေပါဈေးနှုန်းလေးတွေကလည်းလဲတာကရန်ကိုမှကျွန်တော်တို့ပေ40ပတ်လဲကို2400 2600ပြီးတော့ဒီအခုကျွန်တော်တို့မြင်နေရတဲ့ကွန်ကရစ်လမ်းဘေးတင်မှာဆိုရင်တော့ပေ40ပတ်လဲကို3500ပြီးတော့ပေမျက်နှာပွင့်80အနောက်ကို58ပေအကျယ်ရှိတဲ့ဟာတွေကိုတော့ဈေးနှုန်းလေးကတော့9500ဆိုပြီးတော့မှကျွန်တော်တို့နေရာပေါ်လိုက်ပြီးတော့မှအစားအစာဈေးနှုန်းလေးတွေရှိပါမယ်ခင်ဗျာစိတ်ဝင်စားမှုရှိပါက0925925636ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ